မင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ကုန်ရာသီဘွားများ၏အကျင့်စရိုက်အားသာချက်အားနည်းချက်ကံကောင်းစေတတ်သောအရာများနှင့်2026ခုနှစ်အတွက်တနစ်စာဟောခင်းအပြည့်အစုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကုန်ရာသီဘွားများသည်ဇန်နဝါရီလ20ရက်မှဖေဖော်ဝါရီလ18ရက်နေ့ထိမွေးဖွားသူများပဲဖြစ်ပါတယ်အကျင့်စရိုက်နှင့်စိတ်နေသဘောထားကုန်ရာသီသည်လေတက်အဲဆိုင်ဖြစ်ပြီးထူးခြားဆန်းသစ်မှုနှင့်တော်လန်ပြောင်းလဲမှုကိုစိုးမိုးသောယူရေနက်ဂျိုနှင့်စနေဂျိုတို့၏လွှမ်းမိုးမှုကိုခံရသူများဖြစ်ပါတယ်ပင်ကိုစရိုက်ကုန်ရာသီဘွားများသည်တမရိုးကြမဟုတ်ပဲထူးခြားစွာတွေးခေါ်တတ်သူများဖြစ်ပါတယ်အလွန်ဉာဏ်ကောင်းပြီးအနာဂတ်ကိုကြိုတင်မျှော်တွေးနိုင်စွမ်းရှိပါတယ်လွတ်လပ်မှုကိုအလွန်မြတ်နိုးပြီးမြည်သူအောက်မှနေလိုစိတ်မရှိကြပါဘူးလူသားချင်းစာနာစိတ်ပြင်းထန်ပြီးအဖွဲ့အစည်းများပရဟိတလုပ်ငန်းများတွင်ပါဝင်ရသည်ကိုနှစ်သက်ကြပါတယ်အားသာချက်များတီထွင်ကြံစားမှုကောင်းခြင်းပြဿနာတစ်ခုကိုဖြေရှင်းရာတွင်သူများမတွေးမိသောနည်းလမ်းသစ်များကိုရှာဖွေနိုင်ပါတယ်လူသားဆန်ခြင်းမျှတမှုကိုလိုလားပြီးလူအဖွဲ့အစည်းကောင်းစားရေးအတွက်စဉ်းစားတတ်ပါတယ်မိတ်ဆွေပိုးများခြင်းလူဒန်းစားမျိုးပေါင်းသင်းနိုင်ပြီးမိတ်ဆွေဖွဲ့ကောင်းပါတယ်လွတ်လပ်သောစိတ်ရှိခြင်းသူတစ်ပါးပေါ်မိကိုခြင်းမရှိဘဲကိုယ်ချက်ထောက်ပေါ်ကိုရက်တည်တတ်ပါတယ်အားနည်းချက်များခံစားချက်မဲ့သလိုဖြစ်ခြင်းစိတ်ခံစားချက်ထက်အုံနောက်ကိုဦးစားပေးလွန်းသဖြင့်သူတစ်ပါးအမြင်တွင်အေးဆက်ဆက်နိုင်သူဟုထင်ခံရတတ်ပါတယ်ခေါင်းမာခြင်းမိမိ၏အတွေးအခေါ်အယူအဆကိုအလွယ်တကူမပြင်တတ်ပါဘူးခံမှန်းရခက်ခြင်းစိတ်အပြောင်းလဲမြန်ပြီးဘာလုပ်မယ်ဆိုတာကိုဘေးလူကကြိုတင်ခံမှန်းဖို့ခက်ခဲပါတယ်ကံကောင်းစေသောအရာများကုန်ရာသီဘွားများကံဉဏ်ပွင့်လန်းစေရန်အထောက်အကူပြုမိအရာများမှာကံကောင်းစေသောအရာအနေဖြင့်အပြာရောင်နှင့်စိမ့်ပြရောင်အကျိုးပေးကဏ္ဍအနေဖြင့်လေးကဏ္ဍရှစ်ကဏ္ဍတို့ပဲဖြစ်ပါတယ်ကံကောင်းစေသောနေ့အနေဖြင့်စနေနေ့ဖြစ်ပြီးဆောင်သင့်သောကြောင်းမြတ်အနေနဲ့ခရင်ဆွဲကြောင်နီလာနှင့်ဂုံမိတ်ကြောက်တို့ပဲဖြစ်ပါတယ်2026ခုနှစ်အတွက်ဟောကိန်းအပြည့်စုံကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်2026ခုနှစ်သည်ကုန်ရာသီဘွားများအတွက်ကိုပြန်လည်ရှာဖွေတွေ့ရှိခြင်းနှင့်ဤပညာဆိုင်ရာအောင်မြင်မိနှစ်ဖြစ်ပါတယ်အလုပ်အကိုင်နှင့်စီးပွားရေးဤပညာသိပ္ပံလူမှုရေးလုပ်ငန်း NGO နှင့်လေကြောင်းလိုင်းဆိုင်ရာလုပ်ကိုင်သူများအထူးအောင်မြင်ပါလိမ့်မယ်မိမိ၏တည်ထွင်ကြံစမှုများကိုလက်တွေ့အကောင့်ထဲပေါ်ရန်အခွင့်အရေးကောင်းများရရှိပါလိမ့်မယ်အဖွဲ့အစည်းနှင့်လုပ်ကိုင်ရသောအလုပ်များတွင်ခေါင်းဆောင်နေရာသို့မဟုတ်အရေးပါသောနေရာမှပါဝင်ရကိန်းရှိပါတယ်အလုပ်ပြောင်းကျင်သူများအတွက်မူနိုင်ငံရေးခြားသို့မဟုတ်ဒီပညာအသစ်များနှင့်ဆက်နွယ်သောနေရာများမှကမ်းလှမ်းမှုများရရှိနိုင်ပါတယ်ငွေကြေးကံကောင်းတော့လဲပုံမှန်ဝင်ငွေထက်ဘေးပေါက်မှဝင်ငွေများပိုများတတ်ပါတယ်အီလက်ထရောနစ်ပစ္စည်းများဂက်ဂျက်များဝယ်ယူခြင်းသို့မဟုတ်ခေတ်မီနည်းပညာများတွင်ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရတတ်ပါတယ်တငယ်ချင်းမိတ်ဆွေများအတွက်ဝေကုန်ကြေးကြများတတ်သဖြင့်စီကံရှိစွာသုံးစွဲဖို့လိုပါတယ်အခြေရင်းနှင့်အိမ်အောင်ရေးပြိုရွယ်သူများတငယ်ချင်းမှချစ်သူဖြစ်သွားခြင်းမျိုးကြုံရတတ်ပါတယ်ရုပ်ရည်ထက်ဉာဏ်ရည်တူသူဝါသနာတူသူကိုပုံမစိတ်ဝင်စားပါလိမ့်မယ်အိမ်အောင်တဲ့များအိမ်အောင်ရေးတာရနေတော့လေမိမိအေးဆက်ဆက်နိုင်မှုကြောင့်ပါတနာကဝမ်းနဲ့ရတတ်ပါတယ်ပါတနာဤခံစားချက်ကိုနားလည်ပေးပြီးစိတ်ပိုင်းဆိုင်ရာရင်းနှီးမှုရှိအောင်ကြိုးစားပါလွတ်လပ်မှုကိုလိုလားလွန်းမှာကအိမ်အောင်ရေးတွင်သဘောထားကွဲလွဲမှုများရှိလာနိုင်ပါတယ်ကျမ်းမာရေးကုန်ရာသီဘွားများသည်ခြေသလုံးခြေမျက်စိနှင့်သွေးလက်ပတ်မှုစနစ်ကိုအထူးယူဆိုင်ပါအထိုင်များခြင်းကြောင့်
ခြေထောက်ရောင်ရမ်းခြင်း၊ညောင်းညခြင်းများလည်းဖြစ်တတ်ပါတယ်။အာယုံကြောအားနည်းခြင်း၊အိမ်မပြောခြင်းများအတွက်တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းများကိုပြုလုပ်သင့်ပါတယ်။2026ခုနှစ်အတွက်အထူးအကြံပြုချက်ပေးလိုပါတယ်။ဒီနှစ်မှာသင်အတွက်အဓိကသောချက်ကမျှဝေခြင်းပါ။သင်မှာထူးခြားတဲ့စိတ်ကူးစိတ်သန်းတွေရှိပါတယ်။အဲ့ဒါတွေကိုတယောက်တည်းသိမထားပဲပတ်ဝန်းကျင်ကိုမျှဝေလိုက်ပါ။လူတွေနဲ့ရောနှောဆက်ဆံပြီးသင်ရဲ့အကြံဉာဏ်တွေကိုထုတ်ဖော်ပြောဆိုလိုက်ရင်ကြီးမားတဲ့အောင်မြင်မှုတွေစောင့်ကြိုနေပါတယ်။ယခုတင်ဆက်ပေးသွားတာကတော့ကုန်ရာသီဘွားများ၏ဟောကိန်းအပြည့်စုံပဲဖြစ်ပါတယ်။နောက်ပြန်နောက်ဗီဒီယိုများမှာလည်းအခြားရာသီခွင်တွေရဲ့ဟောကိန်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားပေးနားဆင်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။